ချက်စင်သားလေးပါချက်စင်သားကိုချက်သားမုတ်လေးနည်းနည်းထည့်မယ်ကျင်းရည်စင်သားကထည့်မယ်ဆက်တော့ဒီဆဲမယ်ဒီဆဲမယ်ဒီနည်းနည်းဆဲမယ်တိုင်းချီလီပေးဆက်ဆဲမယ်ငါးရိုက်တော့ဆဲမယ်ကြောင်ဝါတီးဆဲနော်သားမို့တူလုံးထည့်မယ်ဆက်တော့မေးထည့်မယ်ထိုင်းချီလီပေးစ်လေးနဲ့ချက်တယ်ချက်စင်းသားနဲ့လည်းချက်လို့ရတယ်ဝက်စင်းသားနဲ့လည်းချက်လို့ရပါတယ်ငံပြာရည်နဲ့ပဲချက်ပါတယ်အချို့ကတကြားထည့်ထားတယ်ချက်စားကြည့်ပါကျွန်တော် chef ဆိုပါ thank you ပါ